တေချာကြည့်လိုက်ပါလမ်းမပေါ်မှာဂျန်နွေပြည်တင်လာတဲ့ကားတစ်စီးဟာစနစ်ကောင်နဲ့အမတ်မထင်တိုးမိသွားတဲ့အခါမှာတော့တတတာဝါပြဲဘူဖေးပွဲကြီးဖြစ်သွားပါတော့တယ်ကားပိတ်ဆို့မှုကြောင့်ကားတွေအားလုံးရပ်ထားရတဲ့အချိန်မှာအနီးနားကကားပေါ်မှာပါလာတဲ့စနစ်ကောင်ဟာဂျန်နန့်ကိုရသွားပြီးချက်ချင်းပဲစိတ်ဝင်စားသွားကြပါတယ်ဘာမှစင်ကျင်တုံတရားမရှိတော့ပဲစနစ်ကောင်စလုံးဟာသူတို့ရဲ့နာမောင်းတွေကိုတပြိုင်နက်တည်းဆန့်ထုတ်ပြီးကားပေါ်ကဂျန်တွေကိုတစ်ချောင်းပြီးတစ်ချောင်းဆွဲယူကအညံ့မရစားပါတော့တယ်ဒါဟာအခွင့်အရေးဆိုတာသူတို့ကောင်းကောင်းသိလို့ရတဲ့လောက်အကုန်လုံးနေကြတာပါနောက်ကစင်ကြီးဆိုရင်ပိုတောင်ဆိုးသေးတယ်ဗျာကြံစည်ကြီးကြီးတစ်စီးလုံးကိုတခါတည်းဆွဲချပစ်လိုက်တာဘားဆက်ထဲအတင်းထိုးထည့်နေတာတောင်အားမရသေးဘူးသူတို့စီးလာတဲ့ကားတွေကိုပါဂျန်တွေပြစ်ထည့်ပြီးစားယုံတင်မကအိမ်ပြန်ပါပါစေထုတ်နေပါသေးတယ်ဒီအချိန်မှာကြံကားမောင်းသမားကများတော့ဘာမှလုပ်ပိုင်ခွင့်မရှိပဲရင်တမမနဲ့ညစ်ကြည့်နေုံကလွဲလို့ဘာမှမတက်နိုင်ရှာပါဘူးသူလုံးနိုင်တာဆိုလို့ဒီလမ်းပိတ်ဆို့မှုကြီးမြန်ပြီးပါစေလို့ပဲစိတ်ထဲကနေဆူတောင်းနေရတာပါဒါပေမဲ့တခါတလေကြရင်လေဒီစင်ဆိုးကြီးတွေကကားပိတ်တာကိုတောင်မဆောင်ကြပါဘူးလမ်းမလဲခေါင်မှာပြောင်းကြရက်ပြီးကြံကားတွေကိုပိတ်ဆို့ကသူတို့ဘာသာသူတို့လမ်းကြေးတောင်းတက်ကြပါတယ်ကြံမပေးရင်ဖြတ်မရဘူးဆိုတာဒါမျိုးပေါ့ဗျာခုလိုစိတ်ဝင်စားစရာတတော်လေးတွေအကြောင်းဆက်ကြည့်ဖို့အကောက်လေးကိုဖော်လို့ခဲ့ကြပါအောင်ခဗျအားလုံးပဲနောက်ဇလန်းမှာပြန်ဆောင်ကြမယ်နော်ဘိုင်းဘိုင်း